အပိုင်းတစ်စိမ်မှာတော့နေရာစီကျောင်းမရဲ့လည်းမကြခင်ရောက်လာတော့မှကြောင့်ရာဂူတို့တငယ်ချင်းအဖွဲ့ကသူတို့ကျောင်းထဲခဲ့တဲ့အချိန်တွေကိုပြန်ပြောပြီးတော့ပျော်ရွှင်နေကြပေမဲ့ချက်ပြီးတော့ခွဲရတော့မှကြောင့်အားလုံးလည်းဝမ်းနေကြပါတယ်နေ့လည်မိုးသားသိရင်ရောက်တော့ရာဂူကသူ့ရဲ့ခွက်လေးကြတော့ချိုက်ကိုပြောပြရပြီးချိုက်ရဲ့ခွက်လေးကြတော့သူ့ကိုမပြောပြလို့စိတ်ဆိုးနေပါတယ်စိတ်ဆိုးနေတဲ့ရာဂူကိုချိုက်ကသူ့မှာခွက်တစ်ယောက်တည်းမဟုတ်ဘူးလို့ပြောလိုက်ကသူခရက်နေတဲ့သူကနှစ်ယောက်ဆိုပြီးတော့လေရာဂူကထပ်ပြီးတော့မျိုးလုံးပြသပါတယ်ချိုက်ကတော့သူခရက်နေတဲ့ထော်လေးနှစ်ယောက်ကဘလောက်ထိချစ်စရာကောင်းတဲ့အကြောင်းနဲ့ဘလောက်ထိလှတဲ့အကြောင်းကိုကြွားပြီးတော့ရာဂူကိုအဲ့ဒီနှစ်ယောက်တည်းကတစ်ယောက်ကိုဟစ်ပေးသွားခဲ့ပါတယ်ဟစ်ပေးသွားတာကတော့တလည်းမမီတဲ့ပြင်းပြဆန်ကပိုက်တက်ပွေပဲဖြစ်ပါတယ်ချိတ်တော့သာပြီးခဏကြတော့တာဆူမီလည်းရလာခဲ့ပါတယ်တာဆူမီကိုကြည့်ပြီးရာဂူလည်းချိုက်ရဲ့ဟစ်ထဲကတယောက်လားဆိုပြီးတော့သူမကိုတခြားစိုက်ကြည့်နေပါတယ်တာဆူမီကလည်းရာဂူသူ့ကိုစိုက်ကြည့်နေတဲ့အကြောင်းရှက်နေပါတယ်ဒီလိုနဲ့နေရာသားကစကားတွေထိုင်ပြောနေရင်လည်းရာဂူကတာဆူမီကိုတယောက်ကပန်းကလေးနဲ့အင်စာပူလာလို့မေးလေကတာဆူမီကတော့ရာဂူကိုယူသွားပြီလားဆိုပြီးတော့စိတ်ထဲကနေတွေးနေပါတယ်ရာဂူကတော့တာဆူမီကိုချိန်ခွက်နေတဲ့သူတယောက်ရှိတယ်လို့ပြောလိုက်ကအဲ့ဒီတူကိုတာဆူမီကဒါတည့်ရဘလို့တုံးမြင်မလဲဆိုပြီးတော့မေးလိုက်ပါတယ်ဒါကိုကျတော့တာဆူမီကသူ့လိုလူမျိုးကိုဘသူကအတီးချစ်မှလဲဆိုပြီးတော့ဝမ်းနဲ့သွားခဲ့ပါတယ်တမဝမ်းနဲ့နေတာကိုရာဂူကဘေးနားကနေပေါက်ဖောက်နေတာကြောင့်ရာဂူကိုတစ်ချက်ပိတ်ချွေးပြီးတော့နေရာကနေထွက်သွားခဲ့ပါတယ်အခြားတစ်ဖက်မှာတော့ချက်ကအတားပိုင်ဆရာမစီမှာကျောင်းရဲ့ဒေတာအချက်လက်စာရွက်တွေကိုလာပေးပြီးတော့သူတေချာလောက်ထားတာကြောင့်အင်္ဂလိပ်စာမှာအမလေး9မိနစ်လောက်တိုးပြီးလို့ရမလားဆိုပြီးတော့ဆရာမကိုမျက်ခွက်ပြောင်နေပါတယ်မျက်ခွက်ပြောင်နေတဲ့ချက်ကိုဆရာမကအမတ်တော့မရဘူးမုတ်တော့ရမယ်ဆိုပြီးတော့ကိုကီးမုတ်ထုတ်တွေကိုလက်ဆောက်ပေးပြီးတော့သူနောက်လာကျရင်အိမ်တော်ပြတော့မှမလို့အမေရိကကိုကြောင်းပြောင်းရတော့မှဆိုပြီးလည်းပြောလိုက်ပါတယ်ဒါကိုကျတော့သူရဲ့ဆရာမတက်တက်လုံးယောက်ျားရပါမလားလို့တွေးပူနေပေမဲ့တကယ်လေးရသွားတော့ချက်ကပြောနေပါတယ်နောက်တစ်နေ့အကျန်းထဲမှာအတန်းပိုင်ဆရာမကသူ့ရဲ့တပည့်တွေကိုနောက်လာကျရင်မင်္ဂလာပွဲရှိရလို့ပြောလိုက်ကကာရီနဲ့အခြားတန်းသားတွေလည်းအံ့ဩနေကြပါတယ်ဘာလို့ကတော့လမ်းလျှောက်နေရင်းနဲ့ချိုင်ရဲ့ခရက်ကအော်နာရာဖြစ်နေမလားဆိုပြီးတော့စိုးရိမ်နေခဲ့ရအချိန်ချင်းအော်နာရာနဲ့ချိုင်နဲ့လက်ထက်တဲ့အခါကျရင်သူ့ရဲ့နှလုံးသားရဲ့ဘလို့တွေဖြစ်သွားမလဲဆိုတာကိုသူအရင်သိချင်တယ်ဆိုပြီးတော့ပြောလိုက်ကသူကအဲ့လိုတကယ်ဖြစ်မယ်ဆိုရင်သူ့ရဲ့နှလုံးသားရဲ့တစားစီပြိုလဲသွားမှာပဲဆိုပြီးတော့ရာဂူကမင်္ဂလာဝိဆိုနဲ့အော်နာရာကိုမြင်အောင်ပြီးတော့ဝမ်းနဲ့နေပါတယ်ထပ်ပြီးတော့လည်းအော်နာရာကိုအဲ့လိုအဖြစ်မခံနိုင်ဘူးဆိုပြီးတော့သူချင်းနေတဲ့အကြောင်းကိုဖွင့်ပြောရမယ်ဆိုပြီးလည်းတူဝင်နေခဲ့ပါတယ်အဲ့ဒါကြောင့်ရာဂူလည်းချိုင်ရဲ့ခရက်ကဘသူဆိုတာကိုစုံစမ်းဖို့အတွက်တတရားဖြစ်နေတဲ့တာဆူမီကိုသိချမေးကြည့်နေပါတယ်ဒါပေမဲ့တာဆူမီကတော့ရာဂူပြောတာတွေကိုဘာတကူမှနားမလည်ခဲ့ပါဘူးနောက်ထပ်လည်းရာဂူကအကယ်၍ကိုချီရတဲ့သူသားဂျားတယောက်နဲ့လက်ထပ်သွားခဲ့ရင်ဘလို့နေမလဲဆိုပြီးတော့မေးလိုက်ကတာဆူမီကတော့သူသားဆိုရင်လက်ထပ်တော့မဲ့သူကိုအနှောက်ယှက်ဖြစ်မှာဆိုလို့သူချင်းနေတဲ့အကြောင်းကိုထပ်ပြီးဖွင့်ပြောတော့မှမဟုတ်ဘူးဆိုပြီးလဲပြောလိုက်ကရာဂူကတော့တာဆူမီရဲ့အပြေကြောင့်တပင်းချလိုက်ပါတယ်ဘောနဲ့စွာနဲ့ပဲတာဆူမီကိုနှုတ်ဆက်ပြီးတော့ထွက်သွားခဲ့ပါတယ်တန်းထဲမှာတော့ချိုက်ကလက်ထပ်တော့မဲ့သူ့ရဲ့အတန်းပိုင်ဆရာမကိုအမတ်တရဖြစ်အောင်နှုတ်ဆက်ပွဲလုပ်ပေးမယ်လို့ပြောလိုက်ကရာဂူကတော့မိုက်တန်တိုင်းဖြစ်နေပါတယ်လုံးလေမိုးသားသိရင်ရောက်တော့တာဆူမီကရာဂူရဲ့အနာကိုပြေးလာပြီးတော့သူပြောတာတွေကိုခဏနားထောင်ပေးဖို့ကိုပြောလိုက်ကရာဂူမေးခဲ့တဲ့မိကိုသူပြန်စဉ်းစားကြည့်လိုက်တော့ကိုချီရတဲ့သူကိုမပြောဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင်ဆက်ပြီးတော့အသက်ရှင်နိုင်မှာမလားဆိုတာကိုပြန်တွေးမိတယ်ဆိုပြီးတော့လည်းပြောလိုက်ပါတယ်။တယောက်လုံးရဲ့စကားအဆုံးမှာတော့ရာဂူတယောက်လည်းအကြီးကားတဲ့တာမညက်ကိုခွဲခြားတက်သွားပြီးတော့ဘာမှမပြောဘဲတာဆူမီရဲ့အနာကနေပြေးထွက်သွားခဲ့ပါတယ်။လမ်းမှာတော့ရာဂူလည်းအိုနာရာနဲ့တွေ့ပြီးတော့ထွက်သွားပါတယ်။အိုနာရာကိုတွေ့ရကြောင်းရာဂူလည်းဘာပြောလို့ပြောရမှန်းမသိဖြစ်နေတာကြောင့်အိမ်ပြန်လန်းအတူတူရှောက်ကြမယ်လို့ပြောလိုက်ကအိုနာရာကတော့ရုတ်တရက်ကြီးဘလို့ပြစ်တာလဲဆိုပြီးတော့မလုံးပြီးသွားပါတယ်အဲ့ဒါကြောင့်ရာဂူလည်းဆက်ဆက်နဲ့အကြောင်းရင်းတော့ထူထူမရှိပေမဲ့ဒီတိုင်းလမ်းလျှောက်ခြင်းနဲ့ဆိုပြီးတော့လည်းပြောလိုက်ကအိုနာရာလည်းခေါင်းညှိလိုက်ပါတယ်